အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ကတော့အမှန်တရားရဲ့ပဲ့တင်တန်ဆိုတဲ့ပြဆက်ကိုတင်ဆက်ပြသပေးသွားမယ် Infinity Square Squad ပဲဖြစ်ပါတယ်အားလုံးပဲအစင်းနှင်းဖြစ်ပြီးသားတငယ်ကြီးတို့ငါတို့ရဲ့ online ဆရာကတော့ဝဲလေးကိုစတင်တော့မယ်မင်းတို့ရဲ့နေရာတွေရောလုံခြုံရဲ့လားငါဖက်ကတော့လိုချုံပါတယ်ဒါပေမဲ့ဒီလိုခွဲပြီးစကားပြောရတာကိုကြည်ရတာစိတ်မကောင်းဘူးအရင်နှစ်တွေကကျောင်းခုတ်တန်းတွေမှာတူတူထိုင်ပြီးပြေးစေခဲ့ကြတာကိုငါလည်းလွမ်းတယ်စာသင်ခန်းထဲကမြင်ကွင်းနေဆရာမရဲ့မျက်နှာလေးကိုလေအပြင်မှာမြင်ချင်တာအခုလိုဘောင်းလေးရွယ်မှာပိတ်လောင်ရတာလုံးဝမကြိုက်ဟုတ်တယ်ဘူဘူရငါလည်းမကြိုက်ဘူးငါအရင်ကပုံမှန်လေးပဲပုံလွမ်းနေဟာအကောင်လုံးတယောက်မျက်နှာတယောက်တိတ်ချတွေ့ရတယ်နော်အိမ်မှာလည်းမဟုတ်ဘူးအိမ်မှာကြောရတဲ့ဖီးနဲ့ကျောင်းကကြောရတဲ့ဖီးနဲ့ကလုံးဝအကွာခြားကြီးဟာအခုတော့မကြောရသေးတဲ့တိနေပြီဘယ်ဖြစ်ဖြစ်ဟာငါတို့အကောင်ဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ငါတို့ရဲ့စီလုံးမှုကိုတီချယ်ဟာနေဘယ်ဖြစ်ဖြစ်တွေ့ပါတယ်နော်ငါတို့ရဲ့အကောင်လုံးဇွန်းကနေမရရအောင်ပြုလုပ်နေရပဲဟုတ်တယ်ကဲအခုတီချယ်စာနေကိုပဲစောင့်လိုက်ကြအောင်နော်မှန်နေငါတို့ဆီယာမကိုကြော့ပြီးငါတို့ GAD ရဲ့စိတ်တက်ကိုပြရမယ်တဲနုဆီယာမဒေါ်စာနီကိုဖိတ်ခေါ်လိုက်တော့ဆရာမအပေါ်မှာကာယကံဝစီကံမနောကံတည်ဟူသောကံသုံးပါးတို့အနက်မှတပါးပါးဖြင့်ပြင်မာကျူးလွန်ခဲ့သည်ရှိသောတားတို့သမီးတို့ကိုခွင့်လွှတ်ပေးပါလို့ဆရာမကကြော့ပါတယ်တားတို့သမီးတို့ရဲ့ဆရာမတကယ်ပဲဝမ်းသာမိတယ်တားတို့အတီးတီးလုံခြုံတဲ့နေရာကနေပြီးတော့ဒီလိုမျိုးချိတ်ဆက်ပြီးတော့ကြော့ဖို့အတွက်စူးစမ်းပေးလို့ဆရာမတကယ်ဝမ်းသာတယ်ကျေးဇူးလည်းတင်ပါတယ်ကွယ်ဆီယာမကျွန်တော်တို့ GAD တွေကမတူညီတဲ့နေရာ၄ခုကနေချိတ်ဆက်နေရပေမဲ့ကျွန်တော်တို့ရဲ့စိတ်သက်တွေကတနေရာလေးမှာစုစည်းနေပါတယ်ဆီယာမတို့ CDN တွေကကျွန်တော်တို့အတွက်အားရင်ပါဆရာမသမီးတို့ရဲ့ပညာရေးအိမ်မက်တွေကျောင်းဝတ်ဆောင်အသက်တွေအားလုံးကိုအမှန်တရားနဲ့လွတ်လပ်မှုရတဲ့အထိစောင့်ဆိုင်နေရတာပါအဲ့ဒါကသမီးတို့အတွက်တကယ်ခက်ခဲတဲ့သင်ခန်းစာပါပဲဆရာမကျမတို့ grade အတန်းသားတွေအားလုံးစုပေါင်းလှူဒန်းထားတဲ့ကက်တော့ငွေကိုကေပလိတ်ကနေဆရာမရဲ့ဗတ်အခုထဲကိုလွှဲပေးထားပါတယ်ရှင်ဆရာမဘေးကင်းအောင်နေထိုင်ဖို့အတွက်လိုအပ်တာတွေတိုးဆွဲပေးပါအောင်နော်ကျေးဇူးတင်ပါတယ်သမီးရဲ့ဆရာမသားတို့ရဲ့စေတနာကိုအသိမှပြုပါတယ်ဆရာမဘယ်တော့မှမမေ့ပါဘူးကွယ်ပညာသင်ပေးအောင်သာမကပဲအမှန်ကန်ဘက်ကိုရက်တည်ဖို့အတွက်သင်ပေးခဲ့တဲ့ဆရာမရဲ့ရည်ရွယ်ချက်တွေကိုနားလည်တယ်ဆိုလို့ဆရာမတကယ်ပဲဝမ်းသာပါတယ်ကွယ်ဆရာမကျွန်တော်တို့ online မှာစာတူတူစားတင်တာတော့ဟုတ်ပါပြီဆရာမရဲ့ဒါပေမဲ့ဒီအပြင်နဲ့ဒီလုံးဝမတူဘူးဆရာမရဲ့ဆရာမအရင်ကပေးခဲ့တဲ့ activity role play discussion exercise တွေအားအရာလေးကျွန်တော်တို့အစုံးမှလို့ရတာလုံးဝအဆင်မပြေဘူးဆရာမတခါလုံးမယ်ဆိုရင် breakout room နဲ့တွားလိုက်တကယ်လို့ breakout room နဲ့မတွားဘူးဆိုရင်အထဲမှာအတန်ဒီစူညမ်းနေရပဲတယောက်နဲ့ discuss ကိုလုံးဝလုပ်လို့မရဘူးဆရာမအပြင်မှာဆိုအဲ့လိုမဟုတ်ဘူးဆရာမရဲ့အပြင်မှာဆိုရင်ကျွန်တော်တို့က discussion တွေကိုလွတ်လပ် freely ကြိုက်တယ်လို့ပြောလို့ရတယ်ဆရာမရဲ့တယောက်မျက်နှာတယောက်ကြည့်ပြီးပြောလို့ရတယ်ကျွန်တော်တို့အဲ့ဒီအချိန်ကိုဘယ်တော့ပြန်အောင်လဲဆိုတော့ဆရာမသိရင်ပြပြပါလားယင်တန်းသားတွေအားလုံးဟုတ်ပါတယ်ဆရာမကျွန်တော်တို့ GA တွေအကုန်လုံးစီစီလုံးလုံးနဲ့ကြိုးကြိုးစားစားစာရေးတင်ပါမယ်ဆရာမကျွန်တော်တို့အတက်နဲ့ရင်းပြီးတော့ CDM လုပ်ခဲ့တဲ့ဥစ္စာတွေကိုကျွန်တော်တို့တရင်ရည်သွင်းမဖြစ်အောင်အတက်နိုင်ဆုံးစာကိုကြိုးကြိုးစားစားတင်တော့ပါမယ်ခင်ဗျာမကြခင်တော့ရောက်လာမှာပေါ့သားရဲ့ဆရာမတို့ရဲ့စိတ်ဓာတ်မြင့်နေမငြိမ်းသေးသားတို့ရဲ့မျှော်လင့်ချက်တွေမကုန်သေးကတော့အမှန်တရားကဘယ်တော့မှရှုံးမှာမဟုတ်ဘူးဆရာမရဲ့စိတ်ဓာတ်ကိုအားပေးတဲ့အနေနဲ့သမီးကြပြလေးရွတ်ပြစီဆရာမအမှန်တရားရဲ့ပဲ့တင်တဲ့မျက်နှာပြင်မှဆရာမကိုဂါရဝပြုတားရလှနေရာကွဲလဲနှလုံးသားစီးလုံးခြင်းကမကင်ဝါအနာဂတ်တဲ့လွတ်လပ်ခြင်းတားတို့အတွက်ဆရာအတန်ပဲ့တင်တဲ့ယခုလိုနှွေးထွေးရဲ့မိသားစုပေါ်မှာအနာနာမှာရှိနေပေပြီးအမြဲတမ်းပံ့ပိုးပေးခဲ့တဲ့ဆရာဆရာမတွေရဲ့မေတ္တာစေတနာဝိရိယတွေကိုအမြဲတမ်းအမှတ်ရနေမှာပါ IBSD မှာဆရာဆရာမများအားလုံးကျန်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပြီးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများဖြင့်ဆက်လက်၍ပညာဒါနပြုလုပ်နိုင်ပါစေဟုယူသည်လေးစားစွာဆုမွန်ကောင်းတောင်းရင်ဂါရဝပြုအပ်ပါတယ်ဆရာဆရာမတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအခုလိုကျမတို့ရဲ့ပြဆက်ဗီဒီယိုလေးကိုကြည့်ရှုပေးကြကြလို့အားလုံးကိုကျေးဇူးများတင်ရှိပါတယ်ရှင်အမှားပါခဲ့တာရှိရင်လည်းခွင့်လွှတ်ပေးကြပါအောင်နော်